Alexander ရဲ့ The Great ဆိုတဲ့ဂုဏ်မုတ်အကြောင်းကိုပြောတဲ့ဗီဒီယိုမှာသူ့ရဲ့ yes ဆက်ရုံမာတဲ့အကြောင်းကိုသိရင် yes လို့မှန်းကန်ပေးပါဆိုတော့လူတော်တော်များများက yes လို့မှန်းနေကြတာကိုတွေ့တယ်။ဆိုတော့ဒီနေ့ဗီဒီယိုမှာဂရုပေးထားတဲ့အတိုင်း Alexander ရဲ့ The Great ဆိုတဲ့ဂုဏ်မုတ်ကြီးရဲ့နောက်ွယ်ကအာနာရှင်ဆန်ဆန် yes ဆက်ရုံမာမှုတွေကိုကွင်းကွင်းကွက်ကွက်မြင်အောင်ပြောပြပေးသွားပါမယ်။ဒါဆို तू ကဘလောက်တောင် yes ဆက်တဲ့လုပ်ရက်တွေကိုလုပ်ခဲ့တာလဲ။ Alexander the Great ကလူကောင်းလားလူဆိုးလားဒီလို yes ဆက်မှုတွေကိုသိမပြောကြဘဲနဲ့ဘာဖြစ်လို့သူ့ရဲ့အောင်မြင်မှုတွေကိုပဲကဘာကအမွှန်းတင်နေကြတာလဲဆိုတဲ့အချက်တွေကိုပေါ်ထုတ်ကြည့်ကြရအောင်။သမိုင်းမှာ Alexander ကို The Great လို့ကပီးတင်နာချပေမဲ့သူလျှောက်ခဲတဲ့လမ်းကြောင်းကတော့သွေးဆက်တွေနဲ့ဆူရွှဲနေခဲ့တာပါ။ Alexander ရဲ့ရက်ဆက်မှုတွေကိုနားလည်ဖို့ဆိုရင်သူ့ရဲ့ငယ်ဘဝနဲ့သူအာဏာရလာပုံကနေစကြည့်ရပါလိမ့်မယ်။ Alexander ဟာ Macedonia ဘုရင် Philip II နဲ့ Olympias တို့ရဲ့သားဖြစ်ပါတယ်။သူ့အမေကသူ့ကိုငငယ်ကလေးကရိုက်သွင်းခဲ့တဲ့အတွေ့အကြုံရှိတယ်။အဲ့ဒါကတော့မင်းဟာတာမန်လူသားဖိလစ်ရဲ့သားမဟုတ်ဘူး။နတ်ဖျားဇုစ်ရဲ့သားဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ဒီအတွေးကပဲသူ့ကိုနောက်တစ်ချိန်မှာလူသက်ရမှာကိုမကြောက်တဲ့သွေးအေးလူသားတစ်ယောက်ဖြစ်လာစေတဲ့အပြင်ကိုနတ်ဖျားလို့ထင်မှတ်တဲ့အာနာရှင်တစ်ယောက်ဖြစ်လာဖို့လမ်းခင်းပေးခဲ့တာပါ။ Alexander အသက်20အရွယ်မှာသူ့ဖခင်ဖိလစ်ဘုရင်လှုပ်ကြံခံရပါတယ်။ဒီနေရာမှာသမိုင်းပညာရှင်တွေကြားအငင်းပွားစရာတစ်ခုရှိလာတယ်။အဲ့ဒါကတော့ဒီလှုပ်ကြံမှုမှာ Alexander ကိုယ်တိုင်ဒါမှမဟုတ်သူ့အမေကိုယ်တိုင်ပါဝင်ပတ်သက်နေသလားဆိုတာပါပဲဖိလစ်ဘုရင်တည်ဆုံသွားတာနဲ့တပြိုင်နက် Alexander ဟာသူ့ရဲ့ dark side ကိုချက်ချင်းထုတ်ပြခဲ့ပါတယ်သူဟာထီးနန်းပလင်ကိုလူယူနိုင်ခြေရှိတဲ့ဆွေမျိုးသားချင်းအားလုံးကိုရရဆက်ဆက်တုတ်တင်ပစ်ခဲ့တယ်သူ့ရဲ့ဝမ်းကွဲညီကိုတွေနဲ့မကပဲသူ့ဖခင်ရဲ့နောက်ဆုံးစနေဖြစ်တဲ့ Cleopatra Eurydice နဲ့သူ့ရဲ့မွေးကင်းစကလေးငယ်ကိုပါတပ်ပစ်ဖို့အမိန့်ပေးခဲ့တာပါဒီနေရာမှာသူ့အမေ Olympias ကပိုပြီးရက်ဆက်ခဲ့တယ်လို့ဆိုကြပေမဲ့ Alexander ကတော့ဒါကိုတားဆီးဖို့မကြိုးစားပဲသူ့အာဏာတည်မြဲရေးအတွက်ခွင့်ပြုပေးခဲ့ပါတယ်။ဒါဟာသူ့ရဲ့အောင်မြင်မှုတွေစီကိုတွေးချောင်းစီးပြီးစတင်ရှောက်လန်းလိုက်တဲ့ပထမခြေလှမ်းပါပဲ။ဒီလောက်ရဟာကျွန်တော်တို့မြမသမိုင်းဟာတီဘောမဲနန်းတက်ဆန်မှာဖြစ်ခဲ့တဲ့နန်းတွင်အစုလိုက်အပြုံလိုက်လူသက်မှုကြီးနဲ့တထေရာသေးပါပဲ။မသိရင်တီဘောမဲနဲ့စင်ပြိုမရှင်တို့ဟာ Alexander ရဲ့နီလန်တွေကိုအတူယူခဲ့သလားလို့တောင်ထင်မှတ်ရပါတယ်။ဒီအကြောင်းကိုလည်းအရင်တီဘောမဲအကြောင်းကိုပြောပြထားတဲ့ဗီဒီယိုကနေတီးပြီးလောက်ပြီးထင်ပါတယ်။မသိသေးဘူးဆိုရင်လည်းသွားကြည့်လိုက်ကြပါမြန်မာတယောက်အနေနဲ့ကိုယ့်ရဲ့သမိုင်းအစိတ်ပိုင်းတွေတေချာနားလည်ဖို့လိုအပ်ပါတယ်။ဒီပေါ်မယ့်အကြောင်းကိုအစအနေအဆုံးထိပြည့်စုံသိချင်တယ်ဆိုရင်လည်း The King in Exile နိုင်ကြဘရင်ဆိုတဲ့စာအုပ်ကိုကျွန်တော်တို့ရဲ့ရွှေနို့ application ထဲမှာအသံစာအုပ်ရှိအနေနဲ့နားဆင်လို့ရပါပြီ။ဒါဆိုမြန်မာသမိုင်းကနေ Greek သမိုင်းစီကိုပြန်သွားကြရအောင်။ Alexander အာဏာရပြီးမကြာခင်မှာပဲ Greek မြို့တစ်မြို့ဖြစ်တဲ့ Thebes မြို့သားတွေကသူ့ရဲ့အုပ်ချုပ်မှုကိုပုံကန်ကြပါတယ်။အဲ့ဒီအချိန်မှာ Alexander ကသူဟာဘလောက်တောင်ကြောက်ဖို့ကောင်းတယ်လဲဆိုတာကိုကဘာကိုတက်တည်ပြဖို့ဆုံးဖြတ်လိုက်တယ်။သူဟာ Thebes မြို့ကိုစစ်တီအင်အားအလုံးကြီးနဲ့ဝိုင်းရံပြီးမြို့ရဲကိုရောက်တဲ့အခါမှာတော့တကယ့်ငရဲကန်းကိုဖန်တီးခဲ့ပါတယ်။သူ့ရဲ့စစ်သားတွေကိုတွေးသမျှလူကိုတတ်ခိုင်းရုံနဲ့မကပဲမြို့ရဲကအဆောက်အုံတွေကိုပါမိလန်ဖျက်ဆီးပစ်ခဲ့တယ်။ဒီဖြစ်ရမှာလူပေါင်း6000ကျော်ဟာတစားကန်ဖြစ်ခဲ့ရပြီးအသက်မသေးပဲကြံရစ်ခဲ့တဲ့အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပါအဝင်လူပေါင်း3000ကျော်ကိုကျုံအဖြစ်ရောင်းစားပစ်ခဲ့ပါတယ်။ဒါစစ်ပွဲတစ်ခုဆိုတာထက်ကိုပိုနေတာပါ။ဒီစစ်ပွဲရဲ့ရည်ရွယ်ချက်ကိုကငါ့ကိုပုံကန်ရင်ဘလို့အဆုံးသက်မျိုးကြုံရမလဲဆိုတာကိုပြသချင်နေတဲ့ Alexander ရဲ့လူမဆန်တဲ့ပြရုပ်တစ်ခုပါပဲ။ရှေးအောင်ယဉ်ကျေးမှုထွန်းကားတဲ့မျိုးကြီးတစ်မျိုးကိုပြပုံဖြစ်သွားတဲ့အထိလှုပ်ရက်ခဲ့တဲ့သူ့ရဲ့ဒေါသကသမိုင်းမှာအတော်လေးကိုရုပ်ဆိုးခဲ့ပါတယ်။ Alexander ရဲ့ရက်စက်မှုတွေကပါရှားနိုင်ငံဘက်ကိုခြိတက်တဲ့အခါမှာပိုပြီးအရှိန်မြင့်လာပါတယ်။အထင်ရှားဆုံးကတော့တိုင်ယာမျိုးကိုဝန်းရံတိုက်ခိုက်တဲ့ဖြစ်ရပ်ပါ။တိုင်ယာမျိုးသားတွေကလက်နက်ချဖို့ညှင်းဆန်ပြီး9လကြာအောင်ခုခံခဲ့ကြတယ်။ဒီ9လတာအချိန်ဟာ Alexander ရဲ့မာနကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။မျိုးကိုသိမ်းပိုက်နိုင်ခဲ့တဲ့အခါမှာတော့သူဟာအောင်နိုင်သူတယောက်ရဲ့ဂရုဏာမျိုးမပြဘဲသွေးစာနေတဲ့ဘလူးတစ်ကောင်လိုပြုတ်မှုခဲ့ပါတယ်။သူဟာမျိုးသားထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့ရုံနဲ့မကပဲလက်နက်မဲ့နေတဲ့တိုင်ယာမျိုးသားအမျိုးသား2000ကျော်ကိုကမ်းခြေတစ်လျှောက်မှာအရှင်လက်လက်ကားစင်တင်ပြီးရရဆက်ဆက်တပ်ဖြတ်ခဲ့ပါတယ်။ကြံရှိနေတဲ့အမျိုးသမီးတွေကိုသူကိုယ်တိုင်ရောသူ့ရဲ့စစ်သားတွေကိုပါတာမယာပြုခြင်းဖို့ခွင့်ပြုပေးခဲ့ပါတယ်။အဲ့ဒီနောက်ဂါဇာမြို့ကိုရောက်တဲ့အခါမှာလဲသူ့ရဲ့ရက်စက်မှုကအဆုံးမသတ်ခဲ့ပါဘူး။မြို့ကိုခုခံကာကွယ်ခဲ့တဲ့ Bartis လို့အမည်ရတဲ့မျိုးစားကို Alexander ကဖမ်းမိခဲ့ပါတယ်။ Alexander ဟာ Bartis ရဲ့ဖနှောင်းတွေကိုအပေါက်ဖောက်ကျိုးနဲ့ချီပြီးညင်ရထားနောက်မှာချိတ်ကမြို့ကိုပတ်ဆွဲတက်ခဲ့ပါတယ်။ဒါဟာသူအမြဲတမ်းလေးစားအားကျနေခဲ့ရတဲ့စစ်သူရဲကောင်းအာခီလိစ်ကဟက်တာကိုတတ်ခဲ့တဲ့နီလန်ကိုအတူယူခဲ့တာပါ
ဒါပေမဲ့ကွာခြားချက်ကတော့အာခီလိစ်ကရန်သူရဲ့အလောင်းကိုဆွဲခဲ့တာဖြစ်ပြီးအလက်ဇန်ဒါကတော့လူကိုအရှင်လက်လက်ရရဆက်ဆက်ညှဉ်းပန်းတပ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်အလက်ဇန်ဒါဟာပါရှားအင်ပါယာရဲ့အသင်းနှလုံးဖြစ်တဲ့ Persepolis မြို့ကြီးကိုသိမ်းပိုက်နိုင်တဲ့အခါမှာတော့ကမ္ဘာကဘယ်တော့မှမေ့မှာမဟုတ်တဲ့ရာဇဝတ်မှုတစ်ခုကိုကျူးလွန်ခဲ့ပါတယ်အဲ့ဒီအချိန်က Persepolis ဆိုတာကမ္ဘာအလှဆုံးနဲ့အချမ်းသာဆုံးမြို့ကြီးတစ်မြို့ပါဒါပေမဲ့အလက်ဇန်ဒါကတော့ဒီမြို့ကိုအောင်နိုင်သူတယောက်လိုထိန်းသိမ်းဖို့စိတ်မကူးခဲ့ပါဘူးသမိုင်းမှတ်တမ်းတွေအရအလက်ဇန်ဒါဟာပါတီပွဲတစ်ခုမှာအရက်တွေအလွန်ကျွံတောက်ပြီးမူးယစ်နေတဲ့အချိန်မှာပါရှားနန်းတော်ကြီးကိုမီးရှို့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်တချို့ကတော့ဒါဟာဂရိနိုင်ငံကိုပါရှားတွေကျူးကျော်ခဲ့တော့ကအီသင်မြို့ကိုမီးရှို့ခဲ့တာကိုလက်စားချေတာလို့ဆိုကြပေမယ့်တကယ်တော့ဒါဟာအသိဉာဏ်မဲ့တဲ့ပျက်စီးမှုတတ်ပါပဲကမ္ဘာအမွေအနှစ်ဖြစ်တဲ့အနုပညာလက်ရာတွေနှစ်ပေါင်းများစွာစုဆောင်းထားတဲ့စာပေနဲ့ဘိသုကလက်ရာတွေဟာအလက်ဇန်ဒါရဲ့ဒေါသနဲ့အရက်မူးမှုကြောင့်တညာရဲနဲ့ပြပုံပစ်ခဲ့ရပါတယ်မြို့ထဲကအမျိုးသမီးတွေကိုမတရားကျင့်တာယတနာတွေကိုလူရက်တာတွေကလည်းအလက်ဇန်ဒါခွင့်ပြုချက်နဲ့ဖြစ်ခဲ့တာပါသူဟာယဉ်ကျေးမှုကိုမျက်နှိုးသူလို့ဟန်ဆောင်ခဲ့ပေမယ့်တကယ်တမ်းမှာတော့သူဟာအဖိုးတက်တဲ့ယဉ်ကျေးမှုတွေကိုဖျက်ဆီးပစ်ခဲ့တဲ့နတ်ဆိုးတစ်ကောင်သားသားပါပဲအလက်ဇန်ဒါရဲ့ပါဝါကပိုပြီးကြီးမားလာလေလေသူ့ရဲ့တန်တရားစိတ်ကလည်းပိုပြီးနှဆိုင်လာလေလေပါပဲသူကသူ့ရဲ့အနီးကပ်ဆုံးနဲ့အယုံကြည်ရဆုံးစစ်သူကြီးတွေကိုတော့တန်တရားမျက်လုံးနဲ့ကြည့်လာပါတယ်အဲ့ဒီအထဲမှာအဆိုးရွားဆုံးကတော့ Philotaps နဲ့သူ့ရဲ့ဖခင်ပါမီနီယွန်တို့ကိုတပ်ဖြတ်ခဲ့တဲ့လုပ်ရက်ပါပါမီနီယွန်ဆိုတာအလက်ဇန်ဒါရဲ့ဖခင်လက်ထက်ကလေးကအမှုထမ်းခဲ့တဲ့ဝါရင်စစ်သူကြီးဖြစ်သလိုအလက်ဇန်ဒါကိုလည်းစစ်ပွဲတိုင်းမှာအောင်ပွဲရအောင်ကူညီပေးခဲ့သူပါဒါပေမဲ့ Philotaps ကသူ့ကိုလှုပ်ကြံဖို့ကြံစီနေတယ်ဆိုတဲ့မခိုင်လုံတဲ့ဆွဆွဲချက်တစ်ခုနဲ့အလက်ဇန်ဒါဟာ Philotaps ကိုနှိပ်စက်ပြီးတပ်ဖြတ်ခဲ့ပါတယ်အဲ့ဒီနောက်မှာဝေးလံတဲ့အရက်မှာစစ်မှုထမ်းနေတဲ့အဖေဖြစ်သူပါမီနီယွန်ကိုလည်းလူလွတ်ပြီးတပ်ဖြတ်ခိုင်းတာပါပဲပါမီနီယွန်ဟာသူသားအသက်ခံရတာကိုတော့မသိလိုက်ရပဲအလက်ဇန်ဒါရဲ့လူယုံတွေလက်ချက်နဲ့အသက်ပြောက်ခဲ့ရပါတယ်ဒါဟာအလက်ဇန်ဒါဟာသူ့ရဲ့အာဏာအတွက်ဆိုရင်ဘလောက်ပဲကြီးစုရှိခဲ့ပါစေဘယ်သူကိုမဆိုတပ်ဖို့ဝင်မလေးဘူးဆိုတာကိုပြသနေပါတယ်နောက်ထပ်ကြောက်ဖို့ကောင်းတဲ့ဖြစ်ရတစ်ခုကတော့သူ့ရဲ့အသက်သခင်တငယ်ချင်းအရင်ကြီးဖြစ်တဲ့ Clydes the Black ကိုတတ်ခဲ့တဲ့ဖြစ်ရပါရှေ့ဗီဒီယိုမှာပြောခဲ့တဲ့ Granicus စစ်ပွဲမှာအလက်ဇန်ဒါရဲ့လက်မပြတ်အောင်ကယ်တင်ခဲ့တာကတခြားလို့မဟုတ်ပါဘူးဒီ Clydes ပါပဲဒါပေမဲ့ဒီလိုကိုယ့်ရဲ့အသက်သခင်လည်းဖြစ်အခင်ဆုံးတငယ်ချင်းလည်းဖြစ်တဲ့လူကိုအရက်တောက်ကြရင်စကားများကြရာကနေ Clydes ရဲ့ရှင်ဘက်ကိုလှန်နဲ့ထိုးဆိုင်တက်ဖြစ်ခဲ့ပါတယ်သူ့အသက်ကိုကယ်ခဲ့တဲ့လက်တွေကိုသူ့ကိုယ်တိုင်ပြန်ပြီးသွေးစွန်းစေခဲ့တာပါအလက်ဇန်ဒါဟာအောင်မြင်မှုတွေများလာတဲ့အခါသူ့ကိုယ်သူလူသားတစ်ယောက်လို့မထင်တော့ပါဘူးသူဟာနတ်ဖျားတပားလို့ကိုကြီးညာခဲ့ပါတယ်သူဟာပါရှားဘုရင်တွေရဲ့ထုံးစံဖြစ်တဲ့သူ့ရှိမှဝိပုခါစားရမယ့် Proskynesis စနစ်ကိုမက်ဆီဒိုနီးယားစစ်သားတွေကိုပါအတင်းကျပ်လုပ်ခိုင်းခဲ့ပါတယ်လွတ်လပ်မှုကိုမြင်နိုးတဲ့ဂရိနဲ့မက်ဆီဒိုနီးယားစစ်သားတွေအတွက်ဒါအကြီးအကျယ်စော်ကားခံရတာပါပဲသူ့ကိုဖျားတပားလို့မကိုးကွယ်တဲ့ဘယ်သူကိုမဆိုသူဟာရန်သူလိုသဘောထားလာပါတယ်သူ့ရဲ့နတ်ဖျားမာနာကြောင့်သူဟာတာမန်လူတွေနဲ့ဝေးကွာသွားခဲ့သလိုသူ့ရဲ့စိတ်ပိုင်းဆိုင်ရာဟာလည်းတဖြည်းဖြည်းနဲ့ဖောက်ပြန်လာခဲ့ပါတယ်သူဟာသူ့ကိုယ်သူအီဂျစ်ရဲ့နတ်ဖျားသားလို့ယုံကြည်လာပြီးသူ့ကိုဝေဖန်တဲ့သမိုင်းပညာရှင်ကလပ်စတီနီစ်ကိုလည်းထောင်ထဲမှာပုတ်တိုးပြီးတည်အောင်ထားခဲ့ပါတယ်အလက်ဇန်ဒါရဲ့စိတ်ထဲမှာအမှန်တရားထက်သူ့ရဲ့မာနာကပိုပြီးအရေးကြီးလာခဲ့တာပါအလက်ဇန်ဒါရဲ့ရက်စက်မှုတွေဟာအိန္ဒိယနိုင်ငံထဲကိုခြိတက်တဲ့အခါမှာတော့အထွတ်အထိပ်ကိုရောက်လာခဲ့ပါတယ်မာလီယန်မြို့ကိုတိုက်ခိုက်တဲ့အခါမှာအလက်ဇန်ဒါဟာဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်အဲ့ဒီအခါမှာသူ့ရဲ့စစ်သားတွေဟာဒေါသအမျက်ထွက်ပြီးမြို့တွေကလူပေါင်းထောင်သောင်းချီကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ကြပါတယ်ဒါအလက်ဇန်ဒါကိုယ်တိုင်ခွင့်ပြုခဲ့တဲ့ရက်စက်မှုပါပြီးတော့အိန္ဒိယကအမျိုးသမီးတော်တော်များများကိုလည်းဖျက်ဆီးခဲ့ပြီးသူ့တပ်သားတွေကိုပါဒီလိုလုပ်ဖို့အမိန့်ပေးခဲ့တယ်လို့ဆိုကြပါတယ်ဒါဟာအလက်ဇန်ဒါရဲ့ထုံးစံပါပဲသူကနေရာတစ်ခုခုကိုသိမ်းပိုက်လို့ရခဲ့ရင်အဲ့ဒီမြို့မှာရှိတဲ့သူ့ကိုပုံကန်နိုင်သူမှန်သမျှကိုတပ်ပစ်တယ်လူဦးရေတစ်ဝက်ကိုကျုံအနေနဲ့ရောင်းစားတယ်ကျန်တဲ့တစ်ဝက်ထဲကမိန်းမတွေကိုဆိုရင်လေသူကိုယ်တိုင်ရောသူ့တပ်သားတွေကိုပါတာမယာပြုချင်းခိုင်းခဲ့တယ်ဒါကြောင့်လေအဲ့ဘက်မှာအလက်ဇန်ဒါကိုလေးစားတဲ့လူတက်ယွန်ရှာတဲ့လူကပိုများပါတယ်သူကစစ်ပွဲကိုရုပ်ပိုင်းဆိုင်ရာတတ်ပဲတိုက်ခိုက်တာမဟုတ်ပါဘူးစိတ်ပိုင်းဆိုင်ရာအရာလုံးဝပြိုလဲပျက်စီးအောင်အထိလုံနိုင်စွမ်းရှိပါတယ်ထူးခြားတာတစ်ခုကတော့ခရစ်ယာန်တမန်ကျမ်းစာတွေကဒန်ယေလအနာဂတ်ကျမ်း Book of Daniel ထဲမှာအလက်ဇန်ဒါကိုဂျိုကြီးတချို့ပါတဲ့စိတ်ထီးအဖြစ်တင်စားထားတာကိုတွေ့ရပါတယ်အဲ့ဒီစိတ်ထီးဟာကဘာမြေကိုခြေနဲ့တောင်မထိပဲအချိန်အဟုန်နဲ့လာပြီးတခြားတိရစ္ဆာန်တွေကိုရရဆက်ဆက်ချိုးနှိမ်ဖျက်ဆီးခဲ့တယ်လို့ဆိုထားပါတယ်
ဒါအလက်ဇန္ဒာရဲ့လင်မြန်တဲ့အောင်နိုင်မှုနဲ့သူဖြတ်တန်းသွားခဲ့တဲ့နေရာတိုင်းမှာကြံရစ်ခဲ့တဲ့ပျက်စီးခြင်းတွေကိုပုံဖော်ထားတာဖြစ်နိုင်ပါတယ်။ဖျားသခင်ကိုပုံကံပြီးကိုကိုနတ်ဖျားလို့သတ်မှတ်တဲ့အလက်ဇန္ဒာရဲ့မာနဟာကျမ်းစာအရာလဲအမောင်တူတွေကပုံကိုတယောက်ဖြစ်ရှုမြင်ခံခဲ့ရပါတယ်။ဒါကတော့သမိုင်းပညာရှင်တချို့ရဲ့အမြင်ယူဆချက်ကိုပြောပြတာပါ။တကယ်ပဲအဲ့ဒီစိတ်ထီးကအလက်ဇန္ဒာဟုတ်မဟုတ်ဆိုတာကိုတော့ဘယ်သူမှသိချာမသိကြပါဘူး။အလက်ဇန္ဒာရဲ့ဘဝဏီကုန်းကလည်းသူကျူးလွန်ခဲ့တဲ့ရက်စက်မှုတွေနဲ့ထိုက်တန်တဲ့အဆုံးသတ်မျိုးဖြစ်ခဲ့ပါတယ်။သူကအသက်32နှစ်အရွယ်မှာပဲအာနာရဲ့အထွတ်အထိပ်မှာနက်နဲစွာတည်ဆုံသွားခဲ့ပါတယ်။တချို့ကတော့သူ့ကိုအစိတ်ခတ်တတ်တာလို့ဆိုကြတယ်လို့တချို့ကတော့အရက်လွန်ပြီးတည်တာလို့ဆိုကြပါတယ်။သူတည်ပြီးနောက်မှာသူတည်ထောင်ခဲ့တဲ့ Empire ကြီးဟာချက်ချင်းဆိုသလိုပြိုကွဲသွားခဲ့ပြီးသူ့ရဲ့မိသားစုဝင်တွေသူ့ရဲ့ဇနီးတွေနဲ့တာဖြစ်သူတို့ဟာလည်းသူ့ရဲ့စစ်သူကြီးတွေလက်ချက်နဲ့ရရက်ဆက်ဆက်အသက်ခံခဲ့ရပါတယ်။သူတိဆောက်ခဲ့တဲ့သွေးစွန်းတဲ့ Empire ဟာသွေးတွေနဲ့ပဲပြန်လည်ဒီကုန်းချုပ်သွားခဲ့တာပါ။အခုကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုပြန်ကြည့်ရင်အလက်ဇန္ဒာဆိုတာရက်ဆက်တဲ့စစ်ဘုရင်တယောက်ဆိုတာညင်းလို့မရပါဘူး။ကိုယ်ဆွေမျိုးသားချင်းကိုတတ်တယ်မြို့တွေကိုမြေးလှမ်းနေထောင်ပေါင်းများစွာသောလူတွေကိုကားစင်တင်တတ်ခဲ့တယ်။ဒီတော့မေးစရာရှိတာကဒီလောက်ရက်ဆက်တဲ့လူကိုဘာလို့ကဘာက The Great လို့ခေါ်တဲ့ကြီးမြတ်တဲ့အရှင်လို့သတ်မှတ်နေကြတာလဲဆိုတဲ့အချက်ပါ။တကယ်တော့သူ့ရဲ့ကြီးမြတ်မှုဆိုတာသူကျွလွန်ခဲ့တဲ့သွေးစွန်းတဲ့လောက်ရက်တွေထက်သူခြံထားရစ်ခဲ့တဲ့ယဉ်ကျေးမှုအမွေနှစ်တွေကြောင့်ဖြစ်ပါတယ်။အလက်ဇန္ဒာဟာနယ်မြေတွေကိုသိမ်းပိုက်ယုံနေမဟုတ်ပဲအရှေ့တိုင်းနဲ့အနောက်တိုင်းယဉ်ကျေးမှုကိုပေါင်းစည်းပေးခဲ့သူပါ။သူသိမ်းပိုက်ခဲ့တဲ့နေရာတိုင်းမှာဂရိယဉ်ကျေးမှုအမှုပညာနဲ့သိပ္ပံပညာတွေကိုပြန့်နှံ့စေခဲ့ပြီးဒါကို Hellenistic Age လို့သမိုင်းမှာခေါ်ကြပါတယ်။ဒါရင်ပဲလားဆိုတော့မဟုတ်ပါဘူး။အလက်ဇန္ဒာအကြောင်းကိုပြောရင်ရှုံးပွဲမရှိတဲ့စစ်နတ်ဖျားအကြောင်းကိုတော့ခြံထားလို့မရပါဘူး။သူကစစ်ပွဲပေါင်းများစွာကိုတိုက်ခဲ့ပေမဲ့တပွဲမှမရှုံးခဲ့တာကတော့ငင်းမရတဲ့အချက်ပါပဲ။ဒီလောက်ကြီးတဲ့ Empire တစ်ခုကိုတိစောက်နေတာတော့တပွဲလေးတောင်မရှုံးခဲ့ဘူးဆိုတာကပုံမြင်ဆန်နေတာတော့အမှန်ပါပဲ။သူ့ရဲ့စစ်ဗျူဟာတွေကဒီနေ့ခေတ်အထိကမ္ဘာစစ်တပ်ကတော်တွေမှာသင်ခန်းစာအဖြစ်အသုံးပြုနေရတော့ဖြစ်ပါတယ်။ဒါကြောင့်လဲသမိုင်းပညာရှင်တွေကသူ့ကိုနတ်ဆိုးတစ်ပိုင်းနတ်ဖျားတစ်ပိုင်းလို့မြင်ကြတာပါ။သူ့ရဲ့ရက်စက်မှုတွေကလူသားမျိုးနွယ်အပေါ်အမာရွတ်တွေပေးခဲ့ပေမဲ့သူ့ရဲ့အောင်မြင်မှုတွေကတော့ယဉ်ကျေးမှုအသစ်တစ်ခုကိုမွေးဖွားပေးခဲ့တာကြောင့်ဖြစ်ပါတယ်။ဘာပဲပြောအသက်20မှာနန်းတက်လာပြီး12နှစ်အတွင်းသမိုင်းတစ်လျှောက်အကြီးဆုံး Empire တွေကတစ်ခုကိုတိစောက်ပြနိုင်ခဲ့တာကတော့လေးစားစရာပါ။ဒီလိုသူ့ရဲ့ကြီးကျယ်လာတဲ့အောင်မြင်မှုတွေကိုလည်းရှေ့ကဗီဒီယိုမှာအကုန်ထည့်ပြောပြီးသားဖြစ်လို့မကြည့်ရသေးဘူးဆိုရင်ကြည့်ပြအောင်ကြည့်လိုက်ကြပါ။ description မှာလည်း link ချပေးထားပါမယ်။ကဲဒါဆိုအခုဗီဒီယိုကိုကြည့်နေတဲ့သူတွေအနေနဲ့အလက်ဇန္ဒာရဲ့ရက်စက်မှုတွေအကြောင်းကိုသိပြီးတဲ့နောက်မှာ The Great ဆိုတဲ့ဂုဏ်ပုံးနဲ့ထိုက်တန်တယ်လို့ထင်သေးလားဆိုတာ comment ထဲမှာဖြေပေးခဲ့ကြပါအောင်ခင်ဗျာရွှေနှုတ်အထင်းမှာကောက်ပန်းလိုက်တာနဲ့အခမဲ့ဆောင်ငါးဦးတောင်ဖတ်လို့ရနေပြီနော်နိုင်ငံတကာစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနဲ့ရောအတန်နဲ့ပါနားထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံသေးစိတ်ကိုလည်းရွှေနှုတ် Facebook page မှာမေးမြန်းနိုင်ပါတယ်